အခု3မိနစ်လောက်တရားထိုင်သင်ပေးမယ်တရားထိုင်တဲ့အခါမှာတရားထိုင်တဲ့အခါမှာစိတ်ထားပုံထားနည်းလေးပထမဆုံးပြောပြမယ်နော်တရားမထိုင်ခင်စိတ်ထားပုံထားနည်းဘယ်လိုစိတ်ထားမှာလဲဆိုတော့လူသားတွေရရှိထားတဲ့ဒီခန္ဓာဘုံမောရဲ့ခန္ဓာကိုပဲဖြစ်ဖြစ်ဆရာဝန်ကြီးတွေဆရာမတွေရဲ့ခန္ဓာကိုပဲဖြစ်ဖြစ်အာဇာသမားတွေရဲ့ခန္ဓာကိုပဲဖြစ်ဖြစ်လူနာတွေရဲ့ခန္ဓာကိုပဲဖြစ်ဖြစ်တဘာဝချင်းတူတူပဲဒီခန္ဓာကိုက vulnerable ဖြစ်တယ်ထိလွယ်ရှာလွယ်ဒီအမြင်လေးလက်ခံမှကိုယ့်ရဲ့ခန္ဓာကိုကကရုဏာထားနေတယ်မေတ္တာထားနေတယ်အာနာထဘာဝတတနာပဋ္ဌာနာအာနာထဘာဝတတနာပဋ္ဌာနာဆိုတာဒီခန္ဓာကိုကတကယ်တမ်းကျတော့ယာနုံးပြီးအာမခံချက်မရှိဘူးတဲ့အာနာထဘာဝတတနာပဋ္ဌာနာခြေကနေပြီးတော့ခေါင်းဆုံးအထိကင်ဆာမဖြစ်နိုင်တဲ့နေရာမရှိဘူးမနာနိုင်တဲ့နေရာမရှိဘူးမနာနိုင်တဲ့ပုဂ္ဂိုလ်မရှိဘူးမနာနိုင်တဲ့နိုင်ငံမရှိဘူးကင်ဆာမရှိတဲ့နိုင်ငံလည်းမရှိဘူးမရှိတဲ့မြို့လည်းမရှိဘူးအဲ့ဒီတော့ဒီခန္ဓာကိုယ်ကအဲ့ဒီလိုထိလွယ်ရှာလွယ်ဖြစ်တဲ့ခန္ဓာကိုယ်က vulnerable ဖြစ်တယ်ထိလွယ်ရှာလွယ်ဒါကြောင့်ဒီခန္ဓာကိုယ်ကိုအဲ့လိုလက်ခံထားပြီးတော့ဝင်လေထွက်လေရှိရတောင်းတင်းဖို့မလို့တင်းထားဖို့မလို့ resist လုပ်ဖို့မလို့ resist လုပ်မဲ့စားဒီခန္ဓာကိုယ်ကထိလွယ်ရှာလွယ်တယ်အကြာကြီးထိုင်လည်းပဲညောင်းတယ်အများကြီးစားရင်လည်းပဲဒုက္ခရောက်တယ်မစားရင်လည်းပဲဒုက္ခရောက်တယ်အိတ်လွန်းလည်းပဲဒုက္ခရောက်တယ်လုံးဝမအိတ်နဲ့ဒုက္ခရောက်တယ်ထိုင်လွန်းဒုက္ခရောက်တယ်ရိုက်လွန်းနဲ့ဒုက္ခရောက်တယ်လမ်းလျှောက်လွန်းနဲ့ဒုက္ခရောက်တယ်ဘယ်တစ်ခုမှသူကအာမခံချက်မရှိဘူးအဲ့ဒီဟာလေးကိုအစိုးဆုံးကိုလက်ခံတာအဲ့ဒီအနေစပြီးတော့မေတ္တာစိတ်ထားတချို့လူတွေထင်တာကအဲ့ဒီလိုလက်ခံထားရင်စိတ်ကအာငယ်လိမ့်မယ်လို့သူတို့ကယူဆတာအဲ့ဒါဗုဒ္ဓနဲ့ဗုဒ္ဓမြင်တာနဲ့တခြားစီဒေဗန်ပြည့်ရှင် clinical psychologist တွေမြင်တာနဲ့တခြားစီယေရှုခရစ်တော်မှာလူလောကကြီးကိုဒုက္ခအနေနဲ့မြင်ခိုင်းဒုက္ခအနေနဲ့မြင်ခိုင်းလက်ဝါးကပ်ထိုင်မှာနေနေတာအဲ့ဒါဒုက္ခကိုမြင်စေချင်တာအဲဒုက္ခကိုမြင်တဲ့အခါကျမှလူသားတူနဲ့တူမေတ္တာပွားနိုင်တာကရုဏာပွားနိုင်တာအဲ့လိုမဟုတ်ရင် ethical mind ဆိုတာလေသူများအတွက်စဉ်းစားမယ်ဆိုတဲ့စိတ်ကပေါ်မလာဘူးလေပေါ်မလာဒါကြောင့်ဒီနေ့အဲ့စိတ်လေးကိုလက်ခံထားလိုက်ဝင်လေရှူတဲ့အခါမှာနူးညံ့တဲ့ဒီခန္ဓာကိုယ်အတွက်အသက်ရှူပါတယ်ဘယ်လောက်ထိနူးညံ့အောင်ဆိုရင်ဒီအောက်ဆီဂျင်မရှိရင်မိနစ်ပိုင်းဘယ်လောက်လဲမသိပါဘူးနေနိုင်တာဒီမှာဆက်မိုက်တွေရှိတယ်ဘာမောက်ခိုင်တွေရှိအကြာကြီးမနေနိုင်ဒါကြောင့်အောက်ဆီဂျင်လိုအပ်တဲ့ဒီခန္ဓာကိုယ်အောက်ဆီဂျင်ပေးတဲ့နေနဲ့အသက်ရှူမယ်အောက်ဆီဂျင်လိုအပ်တဲ့ခန္ဓာကိုယ်ကကိုယ့်ရဲ့တူဒီတော့ရင်သွေးဒီခန္ဓာကိုယ်အောက်ဆီဂျင်ပေးခြင်းနဲ့စိတ်စေတနာကမေတ္တာကမိခင်စိတ်ဒါကြောင့်မိခင်စိတ်နဲ့အသက်ရှူပါဘယ်သူအတွက်အသက်ရှူတာတော့ခန္ဓာကိုယ်ရုပ်ခန္ဓာကိုယ်ဆိုတဲ့တူဒီတော့ရင်သွေးအတွက်အသက်ရှူပါတယ်လမ်းအဆုပ်အတွက်အသက်ရှူမယ်အဆုပ်နဲ့တည်းနှလုံးအတွက်အသက်ရှူမယ်နှလုံးနဲ့တည်းခန္ဓာကိုယ်ထုလုံးမှရှိတယ်
အကျိုးတွေတွေးလွတ်ကြောတွေးပြန်ကြိုးတွေအသက်ရှူမယ်ဘန်ကောက်မှာကန်ဆာယောဂဖြစ်နေတဲ့ပုံရဲ့ဆရာတော်ကိုတောင်းပြုဆွဲကြရတော့ဆရာဝန်ကပြောတယ်ကင်ဆာပိုးအကြိုက်ဆုံးကတော့အချိုဓာတ်ပဲအချိုဓာတ်နဲ့အသားဓာတ်ကင်ဆာယောဂအကြောင်းဆုံးကတော့အောက်ဆီဂျင်ပဲအောက်ဆီဂျင်ကောင်းကောင်းပေးနိုင်ကင်ဆာယောဂရှိမတူဘူးနောက်ကင်ဆာပိုးတွေအသက်တူတယ်လေအသက်တူတယ်သူမပွားခင်မှာသူတည်သွားရင်ဒီသူမပွားတော့ပေါ့ဒီပိုးမပွားတော့ဒါပုံမှန်လူပိန်းစကားနဲ့နားလဲတဲ့ဟာလေးပြောပြတယ်ဒါကြောင့်မလို့တချို့လူတွေဆိုရင်ဟိုတွေးဒီတွေမနဲ့ဖြန့်အတွက်ပဲနေတာပေါ့အခုဒီနေ့အတွက်မနေဘူးတချို့ကြတော့မနေ့အတွက်ပဲနေတယ်ရက်3ရက်ရှိတာမနေ့ရရဲ့ဒီနေ့ရနဲ့ဖြန့်ရဲ့ဒီနေ့အတွက်တော့မနေဘူးမနေ့အတွက်နဲ့ဖြန့်တဲ့နေတဲ့ခါကျတော့မနေ့အကြောင်းတွေးရင်အသက်ရှူတာမေ့သွားတယ်မနေ့ဖြန့်အကြောင်းတွေးနေပဲတချို့ကတဝက်လောက်ပဲအသက်ရှူတယ်တချို့ကျတော့20ခိုင်တော့ပဲအသက်ရှူတယ်တချို့ကြတော့တော်လေးကြာမှတစ်ခါအသက်ရှူတယ်အဲ့လိုလုပ်တယ်အဲ့တော့ခန္ဓာကိုယ်ကိုမေတ္တာထားရမရောက်ဘူးခန္ဓာကိုမေတ္တာထားတဲ့အနေနဲ့အောက်ဆီဂျင်ရှူရှိုက်မယ်နော်ဒါဒီစိတ်ထားရှူရှိုက်တဲ့ခါကျတော့ဘယ်လိုလုပ်မှာလဲဆိုတော့လက်တစ်ဖက်ကိုဝမ်းပိုက်မှာချထားမှာဝမ်းပိုက်မှာထိထားမှာလက်တစ်ဖက်ကိုဝမ်းပိုက်မှာထိထားကျန်တဲ့တစ်ဖက်ကိုပေါင်ပေါ်မှာပဲတင်ထားပြီးတော့အသက်ရှူတဲ့အခါမှာဒီနံရိုးနှစ်ဖက်ကားသွားတဲ့အထိရှူပါဒါပြင်းပြင်းထန်ထန်ရှူဖို့မဟုတ်ပါဘူးညင်သာသာလေးရှူရတယ်ဒါမဲ့ရှူတဲ့အခါမှာနံရိုးကိုကားသွားထိသက်ရှူပေးဖို့စိတ်ဝင်စားတဲ့ပုဂ္ဂိုလ်တွေသူပြအင်္ဂလိပ်စာဖတ်တဲ့ပုဂ္ဂိုလ်ဆိုရင် website ထဲမှာ breath work ဆိုတဲ့ website မှာဒီသက်ရှူတဲ့နည်းလေးကြည့်နိုင်ပါတယ်နယူးယောက်မှာဆိုရင်ဒီအသက်ရှူတဲ့နည်းကိုလိုက်ပြီးတော့သင်ပေးတဲ့ charity တစ်ခုရှိပါတယ် charity တစ်ခုရှိအထူးဖြင့်လူနာတွေသွားသင်ပေးတာလူနာမဟုတ်တဲ့ပုဂ္ဂိုလ်လည်းစိတ်ဖြစ်စီမှုတွေမဖြစ်အောင်သင်ပေးတာဒီဟာလေးအသက်ဟိုအထီအောင်ရှိအဲ့တော့ဝင်လေရှူတဲ့အခါမှာနေ3ဆိုပြီးတော့3ထိရည်တွက်မယ်3ထိရောက်ပြီးရင်အသက်ရှူတာစက္ကန့်30လောက်စက္ကန့်မဟုတ်နဲ့စက္ကန့်20လောက်ခဏလေးအသက်အောင်ထားမယ်ပြီးရင်အသက်ပြန်ပြီးတော့ရှူထုတ်တဲ့အခါမှာ3နေတစ်ဆိုတော့ပြောင်းပြန်ရည်တွက်မယ်ဝင်လေရှူတဲ့အခါ1နေ3ခဏလေးအသက်အောင်မယ်ပြီးရင်ထွက်လေရှူထုတ်တဲ့အခါမှာ3နဲ့1အဲ့လိုရှူမယ်နော်โอเคညင်သာသာခန္ဓာကိုယ်ကိုတနာတဲ့အနေနဲ့မေတ္တာထားတဲ့အနေနဲ့အောက်ဆီဂျင်ပေးမယ်ဒီခန္ဓာကိုယ်ကျန်းမာအောင်ကိုယ့်ရဲ့ရင်သွေးလေးကျန်းမာအောင်အသက်ရှူမယ်ဝင်လေနေတော့အသက်အောင်ထားမယ်တော့နေတဲ့ထွက်သက်ရှူမယ်ဝင်လေနေတော့နာယုံနှစ်ဖက်ကားပါအောင်အသက်ရှူပါနာယုံကားလည်းဆိုတဲ့ရင်ကိုပါတာပေါ့နော်ကျ
chân chân là ta suy vềဒီကြားထဲမှာကြွက်သားတွေတင်းနေတာတွေ့ရင်အဲဒီကြွက်သားတွေဖြေလျှော်ပေးပါကြွက်သားလေးတွေဖြေလျှော်ပေးပါညင်ညင်သာသာဝင်လေရှူဆိုင်မယ်တဲနေတော့အသက်ရှူခဏလေးအောင်ထားမယ်ဖွင့်လေရှူဆိုင်မယ်တော့နေတယ်ဝင်လေကိုနိုင်ယူကောင်းအောင်ရှူဆိုင်မယ်တော့မနေကြည့်ပါဘူး